ရောင်စုံအိမ်မက်တို့တစ်ပြေးပြေးပြိုလဲနေအချိန်တန်ရင်ပြန်ပြီးနိုးထားလက်တွေဘဝတဲ့ရာရာဆန်းစစ်ကြည့်ရင်ကြုံမဲ့နေမြင်များတာဒီနေ့ကငါထိုင်ပြီးဖြစ်တဲ့ဗျာ